အောင်ပြန်ပြီဗျာအောင်ပြန်ပြီเนาะအဲ့တော့မနေ့ကကြာတာပြင်းမကျော်ဇာတုပတ်တီတစ်တင်ကွက်နဲ့အောင်တယ်ဒါပဲလောက်ဆိုမဟုတ်သေးဘူးကျွန်တော်တို့ရဲ့နေတိုင်း7မိနစ်47တဲ့အောင်ပါတယ်เนาะအဲ့တော့ဒါနဲ့ဆိုကျွန်တော်စုစုပေါင်းမိသားစုက2ကတ်ရှိသွားပြီအခုကျွန်တော်မှတောက်ကြမယ်ဆိုဇာတုပတ်တီတစ်ခက်ကြက်နေသေးတယ်เนาะ2ရက်ပဲဆိုရမှာတော်တော်လေးကိုကောင်းတယ်เนาะကံကောင်းကိုဒီနေ့တော့မှအဆင်ပြေတော့ပဲဆိုတော့ခုနကကျွန်တော် modern internet ကြည့်လိုက်တဲ့ခါကျတော့90 30ဆိုပြီးတော့ corporate conversion တွေ့တယ်အဲ့တော့ထူးထူးဆန်းဆန်းနဲ့ corporate conversion လာတယ်ဂျာတာမင်းနေမှာအဲ့တော့ဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်တစ်ချက်လောက်ကြည့်လိုက်တဲ့အခါကျတော့ဘာတွေ့လဲဆိုရင် corporate conversion ဆိုလာတတ်တဲ့ရွှေကီးဟာเนาะတခြားနားထောင်ပါ836ဆိုတဲ့ရွှေကီးပါเนาะ836ဆိုတဲ့ရွှေကီးပါအဲ့တော့ကျွန်တော်836ဘာနဲ့ကပ်မလဲဆိုရင်93နဲ့ကပ်ပြီးတော့ခွေပေးပါเนาะ836 93နဲ့ကပ်ပြီးခွေပေးပါဒါဆိုရင်တော့ကျွန်တော်နေတိုင်း7မိနစ်တော်တော်လေးကိုလှသွားပြီပေါ့เนาะတော်တော်လေးကိုကျွန်တော်အကောင်းဆုံးရွေးချယ်ထားတယ်เนาะအဲ့တော့ကျွန်တော်တနေ့တစ်ချိန်မိတယ်မနေ့က4သိမိတယ်ကျွန်တော်တို့အင်္ဂါနေ့ကဆိုမနေ့ညနေဆုံးမိတာเนาะ9ခွန်အောင်90အောင်မိတယ်တနင်္လာနေ့က66မိတယ်ဗျာเนาะ3ညတော့မမိဘူး66ဘာလို့မိတယ်ဆိုကျွန်တော်အပူးထည့်ခိုင်းတယ်เนาะအဲ့တော့တခုတတိထားမှာတခုရှိသေးတယ်ဘာလဲဆိုရင်ကျွန်တော်တို့အပူးစောစောစီး2ကြိမ်ရိုက်ထားတယ်เนาะအပူးစောစောစီး2ကြိမ်ရိုက်ထားတဲ့အတွက်ကြောင့်ပြောရမယ်ဆိုရင်အပူးနဲ့ဖွင့်တာပေါ့เนาะအပူးနဲ့ဖွင့်တဲ့အတွက်ကြောင့်တေချာပေါက်အပူးနဲ့ဖွင့်အပူး3ကြိမ်ထွက်တဲ့အကျင့်ရှိတယ်เนาะအပူး3ကြိမ်ထွက်တဲ့အကျင့်ရှိတယ်ဒါကြောင့်အပူးကိုကျွန်တော်တတိလက်လွတ်မစော့ပါနဲ့တတိလက်မလွတ်နဲ့ပေါ့เนาะပြောချင်တာတေချာလေး queue တစ်ဆိုင်နဲ့အပူးကိုထက်ထိုးပါเนาะပုံမှန်ဆိုတော့ကျွန်တော်အပူးရစော်ခိုင်းနေမရှိဘူးเนาะကျွန်တော်ပေါ်ရင်ကျွန်တော်ပေါ်တယ်လို့ပြောတယ်ပြီးတော့ကျွန်တော်အခမဲ့စာတိုးခွေဆိုရဲကျွန်တော်3ကတ်မြောက်ကိုရောက်နေပြီကတ်ကလည်းကျွန်တော်ပြောရတော့ဘယ်နေ့ပေချင်းဒီဆော့ဆိုပြီးကျွန်တော်ပြောထားတယ်เนาะโอเคအဲ့တော့ကျွန်တော်စီမှာအခုတောက်ကြမှာကြော်စာတိုးပတ်တီလိုချင်တဲ့အမျိုးတွေကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့699399591မှာ Viber ကနေပြီးစာပို့ပေးပါကျွန်တော်ဖုန်းခေါ်ရင်တော့ကျွန်တော်များတော့အဖြစ်တိတ်မကရင်ဖြစ်ဘူးပေါ့เนาะဘာလို့လဲဆိုရင်ခေါ်တဲ့လူတွေအများများတယ်လားတယောက်ကိုကျွန်တော်2မိနစ်နှုန်းနဲ့ပြောမယ်ဆို10ယောက်ဆိုမိနစ်20ပြခေါ်တာကနည်းနည်းနှုန်းမဟုတ်ဒါကြောင့်ကျွန်တော်ချိန်ဆပြီးတော့ Viber မှာဆိုကျွန်တော်ဘာဆိုခဏလေးနဲ့ပြီးတယ်เนาะအဲ့တော့ကျွန်တော်စီမှာအခုတောက်ကြမှာကျွန်တော်တော်တော်လေးကောင်းတယ်တော်တော်လေးကိုကောင်းပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာရှိတဲ့ကြာလာပင်းတွေကိုပိုင်ဆိုင်ကြပါစေဆိုင်ရာမိသားစုခဏများတဲ့ပေါက်ကြပါစေလို့ပြောရကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်လက်မတွေနှိပ်ဖို့မမေ့ပါနဲ့